အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတော့စီလန်ခေါ်တဲ့နိုင်ငံငယ်လေးနိုင်ငံအကြောင်းဖြစ်ပါတယ်သူ့နာမည်ပြည့်စုံကတော့ Principality of Sealand ဖြစ်ပါတယ်အဲ့နိုင်ငံရဲ့အကျယ်ဝန်းဆိုရင်တော့အလွန်သိငယ်ပါတယ်ဥပမာပြောရရင်ဘောလုံးကွင်းစားလို့ပဲရှိလောက်သိရပါစီလန်ကန်တူရဲ့တင်နေရာကတော့ဖိတင်ကန်ရှိမှရှိရဲ့ HM Forest ဆိုတဲ့ရေကြောင်းစကန်ပေါ်မှာရှိပြီးတော့စပ်ပေါက်ကန်ကြီးနဲ့17ကီလိုမီတာခန့်ဝေးပါတယ်အဲ့နိုင်ငံငယ်လေးကို1960ခုနှစ်မှာ Pretty Rainby ဆိုသူကဖိတင်ရေကြောင်းစကန်ဟောင်းတစ်ခုသိမ်းပြီးနိုင်ငံဖြစ်ချင်များခဲ့တာပါဒီနိုင်ငံကိုတွားဖို့ဆိုရင်တော့သူတို့ရဲ့ passport visa ကိုပိုင်ငွေကြီးစီလန်ဒေါ်လာဥပဒေအားလုံးကိုလိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်။နောက်ပြီးတော့စီလန်ဟာ Principality အမျိုးသားအဆင့်ဖြစ်တဲ့အတွက်တံပရာမရှိပါဘူး။သူတို့နိုင်ငံကိုတည်ထောင်သူ Pretty Rainby တူပြီးတော့သူတိုင်ဖြစ်သူ Michael Rainby ကတော်ဝင်စနစ်နဲ့စာအုပ်ချုပ်ပါတယ်။တရားဝင်နိုင်ငံတစ်ခုဖြစ်တော့ဖင်နိုင်ငံကမှတရားဝင်သတ်မှတ်ပေးထားပါဘူး။လူဦးရေအနေနဲ့ကတော့မြန်တဲ့နေရာသူကအနည်းဆုံး10အောက်ပဲရှိပါတယ်။နောက်ထပ်စတေဝင်စားစရာကောင်းတာတစ်ခုကတော့1988ခုနှစ်ကဂျာမန်တထေးတူကစီလန်ကန်တွေကိုစစ်စီပုံနဲ့ဝင်ရောက်ပြီးတင်ဖို့လုပ်ပေမဲ့ Prince Rainby တို့တားပါမြောက်ကပြန်တိုက်ထုတ်နိုင်ခဲ့ပါတယ်။တစ်ချက်ကတော့အဲ့နိုင်ငံငယ်လေးကို Data Heaven ဖြစ်သုံးခုပါတယ် Data Heaven ဆိုတာနိုင်ငံတကာဥပဒေကကန့်သတ်ထားတဲ့ချက်လက်တွေကိုတင်စီဖို့အတွက်နေရာတစ်ခုဖြစ်အသုံးပြုတာပါ Heaven Code ဆိုတဲ့ကွန်ပျူတာစီးလက်မှာစာပါတွေတက်ပြီးတော့ချက်လက်တွေကိုတင်စီဖို့ပါတယ်ဒီတင်ဆက်သွားတဲ့စီလန်ကန်တီရဲ့အကြောင်းကတော့ဒီလောက်ပါပဲနောက်ထပ်စိတ်ဝင်စားစရာတွေကိုနောက်ထပ်ကြည့်ရှုရဖို့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါရရှင် bye bye